Hello guys အားလုံးမင်္ဂလာပါရှင်ကျဲပါကျဲကဒီနေ့တော့ပုံမှန်တရုတ်စကားပြောဗီဒီယိုရဲ့ daily blog တွေရဲ့အစား knowledge လေးတစ်ခုကိုပြန်ပြီးတော့ sharing လုပ်ပေးချင်တာပါအဲ့ဒါကဘာလဲဆိုတော့လင်းရင်ပေါ်မှာအိမ်နာသွားချင်ရင်ဘယ်လိုမျိုးပြောလဲကျတို့တွေပုံမှန်ဆိုလို့ရှိရင်ထွက်လက်သွားမယ်အဲ့လိုမျိုးကနေပြီးတော့အဲ့လိုမျိုးပြောရပေါ့နော်အဲ့လိုမျိုးရရင်နောက်ထပ်တစ်ဆင့်ပြောရရင်တော့ဥပမာပေးရရင်တော့ restaurant အဲ့ဒါတွေကတော့ဒါတော်တော်များများလည်းသိပြီးသားပုံမှန်ပြောနေကြဒါပေမဲ့လင်းရင်ပေါ်မှာတော့အဲ့လိုမျိုးမပြောပါဘူးလင်းရင်ပေါ်မှာအိမ်နာသွားချင် lavatory 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 Where is the lavatory လင်းရင်မောင်တွေကိုအဲ့လိုမျိုးမေးမှသူတို့ကအိမ်လာကိုညွှန်ပြတာပါဒါပေမဲ့ lavatory ဆိုတဲ့စလုံးကဘယ်ကနေစဉ်းသက်လာလဲဆိုတော့သူက Latin ဘာသာစကားဂရိ Latin ဘာသာ leverage ကနေစဉ်းသက်လာတာ LAVAI leverage အဲ့ဒီကနေပြီးတော့သူကစဉ်းသက်လာတာဒီခုပြောလိုက်တဲ့ leverage ကလေသူက Latin လို့ဆိုလို့ရှိရင်တော့ to what ဆိုတဲ့အဓိပ္ပာယ်ရရပေါ့နော်ဒီလေယာဉ်ပေါ်မှာဒီထိုင်ကုန်ကနေလွယ်ပြီးတခြားနေရာမှာတစ်ခုလုပ်ရှင်တယ်ဆိုလို့ရှိရင်ဒီအခန်းကိုသွားမယ်ပေါ့ဒါပေမဲ့အဲ့ဒါအိမ်နာတစ်ခုလည်းအသုံးပြုရမှာမဟုတ်ဘူးကိုလုပ်ချင်တာကိုလုပ်ခွင့်ရှိရဲအဲ့ဒါကြောင့်မို့လို့ lavatory ဆိုပြီးတော့ခေါ်ရလေမှာမှာပြီးပြီဆိုလို့ရှိရင်တော့ဒါတော့တော်တော်များများသိပြီးသားလုံးဝ very easy အဲ့ဒါဘာလဲဆိုတော့shopping mall ရဲ့ restaurant တွေမှာဆိုလို့ရှိရင် restaurant ကိုယ့်ရဲ့အိမ်မှာဆိုလို့ရှိရင် restaurant ပြီးပြီဆိုလို့ရှိရင်ကျတို့တိချလာတော့မသိဘူးတင်မောပေါ်မှာဆိုရင်အိမ်နာကို hash လို့ခေါ်တယ် HAT ပြီးတော့ပုံမှန်ဆိုလို့ရှိရင်လေနော်အဲ့လိုတင်မောပေါ်မှာ hash လို့ခေါ်ရဲဆိုတာနည်းနည်းတော့ထူးဆန်းနေတယ်ဒါပေမဲ့အဲ့ဒါကလည်းသူ့ရဲ့စဉ်သက်လာတဲ့ဟာရှိရဲအဲ့ဒါကတော့ကျွန်တော်ဗီဒီယိုမှာပြပြမယ်အခုကတော့လေယာဉ်ပေါ်မှာ lavatory လို့ဘာလို့ခေါ်လဲဆိုတာကိုဘုဟုတုတအနေနဲ့ပြန်ပြီး share လုပ်ပေးရပါရှင် Thank you for watching နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye